အားလုံးမင်္ဂလာပါကျွန်တော်က slide ထံဖြစ်ပါတယ်ချင်းလန်းဖို့သတင်းဌာနရဲ့ရုပ်သံသတင်းထောင်ခံဖြစ်ပါတယ်အခုချိန်မှာချင်းမျိုးသားတအူးရဲ့ဗဟိုကော်မတီဝင်နဲ့ချင်းမျိုးသားတအူးအမျိုးသမီးကော်မတီရဲ့ဥက္ကဋ္ဌဖြစ်တဲ့ပြည်လမ်းငိုင်ဇော်လီနဲ့တွေ့ဆုံနေမြန်မာဖြစ်ပါတယ်ပထမဆုံးကိုမစ်စစ်ပေးလို့ရမလားဖြစ်တယ်ဟုတ်ကဲ့ကျွန်မကLalhmangaihzualiပြီးတော့ပိတေးလို့ခေါ်တာများတယ်ပေါ့နော်ဆိုတော့အခုလက်ရှိကတော့ဘဟုကော်မတီဝင်တယောက်အနေနဲ့တာဝန်ထမ်းဆောင်တာဖြစ်ပါတယ်ချင်းမျိုးသားတအုပ်မှာဘလို့ပုံစံနဲ့ကျွန်တော်ဒီဝင်လာခဲ့တယ်လေပေါ့နော်ပြင်ကျွန်တော်ဒီအခုငင်းချိုင်းလောင်းစင်ကိစ္စမှာဆင်းနေပဲခံကန်တာပြင်ကျွန်တော်ဒီငင်းချိုင်းဟိုကန်တာမှာပေါ့နော်အမျိုးသမီးတွေရဲ့ပါဝင်မှုအခြေအနေလေးပြောပြကျွန်မကဘယ်လိုနဲ့ CNF ဝင်လာလဲဆိုလို့ရှိရင်တော့ CNF member ထဲမှာမဝင်ခင်ကလေးကကိုဘာခေါမလဲကိုရတတ်နိုင်တဲ့နီလန်းနဲ့ပေါ့နော်ဟိုကိုတိုင်းပြည်အတွက်ကိုလူမျိုးကိုအတွက်ပေါ့နော်ကိုနေရာဒေသကနေတတ်နိုင်တဲ့လောက်တော့ကိုလည်းပါဝင်ခဲ့တယ်ပေါ့နောက်ပိုင်းကျတော့ကျမတို့အနေနဲ့ CNF ကလွဲလို့ရှိရင်ပေါ့နော်ဒီလုပ်ငန်းဟာဆက်လို့လည်းအဆင်မပြေဘူးလည်းဖြစ်တယ်ပြီးတော့ CNF နဲ့ဆိုလို့ရှိရင်ကျမတို့ CNF member မဖြစ်ခင်ကတည်းကလို့သူတို့နဲ့အတူတူလည်းတွဲပြီးတော့အလုပ်လုပ်တာတွေလည်းဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ကျမတို့အနေနဲ့ CNF member ထဲမှာထဲဝင်ပါဝင်မှတာလင်ဒီ peace process မှာလည်းကျမတို့တွန်းနိုင်မှာလည်းဖြစ်တာတော့ကြောင့်လည်းပါဝင်တာဖြစ်ပါတယ်လို့ဒီအင်းချိုင်းဖြစ်စင်မှာပေါ့နော်ကျွန်တော်ရဲ့ဒီအမျိုးသမီးခန်းကန်တာဘယ်လိုစီနေရောက်နေပြီလေပြီးနိုင်ငံခြားလေး3နိုင်ငံ4နိုင်ငံလောက်တက်လာခီးတော့ခဲ့တယ်လို့ကြားရပါတော့အဲဒီနိုင်ငံခြားခီးစင်မှာလည်းပါဒီတွေ့ကြုံခဲ့ပြီးတော့မြန်မာနိုင်ငံချီနေရောဘယ်လိုချီနေမှာရှိနေလဲဆိုတာမရူစင် F ထဲမှာငင်းချမ်းရေးရဲ့ဖြစ်စဉ်မှာအမျိုးသမီးပါဝင်မှုတော့နေပါတာတော့အမှန်ပါပဲအဲ့ဒါထဲမှာမှဘာဖြစ်လို့မျိုးသမီးတွေနေပါတယ်လို့ပြောရမယ်ဆိုရင်တော့ကျမတို့အမျိုးသားတွေကိုအပြစ်တင်ပြောတာတော့မဟုတ်ဘူးပေါ့နော်ကျမတို့အမျိုးသမီးကိုယ်တိုင်ကလည်းပဲပြီးဆက်မှုနေတာလည်းဖြစ်နိုင်တယ်ပြီးတော့တစ်ဖက်တစ်လမ်းကနေပြီးတော့ကျမတို့ရဲ့လူကြီးများခေါ်မလားပေါ့နော်ကျမတို့ CNF လူကြီးပြောရရင်ဘူကောင်းမလားတော့မသိဘူးအဲ့ဒါတွေကလည်းပဲလက်တွဲမခေါ်နိုင်သေးတာလည်းဖြစ်မယ်အခြေအနေအမျိုးမျိုးကြောင့်လည်းဖြစ်နိုင်တယ်ပေါ့ဆိုတော့ကျမတို့မျိုးသမီးတွေမှာဒီငင်းချမ်းရေးဖြစ်စီမှာတော့ပါဝင်တာတော့နဲလှပါတယ်လို့ကျွန်မခံယူတယ်။ပါအကြောင်းတရားကအလိုနေစီတလေးပေါ့နော်။အဲ့ဒါတော့ကျွန်မရဲ့အနေနဲ့တော့ပေါ့နော်ကျွန်မအနေနဲ့တော့အမျိုးသားတွေကအမျိုးသမီးတွေကိုတတ်မှလုတ်တတ်မှပေါ့နော်တိမှတတ်မှဝင်ရမယ်ဆိုတာမျိုးဆိုရင်တော့နဲမယ်ဆိုတော့သူတို့ကမတတ်ရင်လေသူတို့လည်းတွဲခေါ်သွားမယ်အမျိုးသမီးအင်အားစုလိုနေတယ်အမျိုးသမီးစွမ်းဆောင်မှုလိုအပ်တယ်ဆိုလို့ရှိရင်အမျိုးသားတွေကမတတ်တည်ဖြစ်စီတတ်တည်ဖြစ်စီပေါ့နော်သူတို့ကတင်ပြီးတော့လည်းတွဲခေါ်သွားမယ်ဆိုရင်တော့များပါလာမယ်လို့ထင်တယ်အဲဆိုအခုလောဆယ်တော့တိတ်ပြီးတော့အဲ့လိုဘာခေါ်မလဲမျိုးသမီးများကိုပေါ့နော်ဟိုလက်တွဲမခေါ်တာတွေလည်းရှိတယ်လို့ကျွန်မခံယူတယ်ပေါ့နော်မျိုးမပါဝင်နိုင်တာကလေတချို့တွေကတော့ဒီအမျိုးသားကြီးစိတ်သက်တော့နိုင်ငံကြီးအတည်တင်ရနေလို့အဲ့လိုပြောနေတယ်အဲ့ဒါလေးရှိပါတယ်ဆိုတော့ကျွန်တော်ချင်းဒီရဲ့ဒီအမျိုးသားကြီးနှုတ်ချမှုကဘယ်လောက်ထိရှိတယ်လို့ပေါ့နော်ချင်းတဲ့ကျွန်တော်တို့ချင်းနေဆိုလို့ရှိရင်ချင်းနေမှာလည်းပဲဘာကောမလဲမြန်မာနိုင်ငံမှာဟိုမြို့ပေါ်ရောက်သွားတဲ့ဟာတွေလည်းတော်တော်လေးများပါတယ်ရန်ကုန်တို့ဘာတို့ပေါ့နော်ကျွန်မတီးတလောက်မှတ်တလောက်ဆိုလို့ရှင်အဲ့ဒီမှာလည်းပဲအမျိုးသမီးများကတော့မတိတာတွေတော့တော်တော်လေးများအောင်မယ်လို့ကျွန်မထင်တယ်ပြီးတော့ချင်းပြည်နယ်မှာဆိုပူဆိုးလိုက်မယ်လို့ထင်တာပဲနော်ဆိုတော့ကျွန်မတို့ဘာလုပ်တင်တယ်လဲအမျိုးသားတွေကဘာလုပ်တင်တယ်လဲဆိုလို့ရှင်အမျိုးသမီးတွေကိုများအဲ့တော်လှန်ရေးပိုင်းတို့ဟိုနိုင်ငံရေးပိုင်းတို့ပေါ့နော်များလေးဟိုဘာကောမလဲ awareness လေးပါလေးတော့ဟိုလုပ်ပေးမယ်ဆိုရင်တော့ပူကောင်းတာပေါ့နော်ကိုယ်တိုင်မှမသိဘူးဆိုရင်ကျွန်မဘာလုပ်မလဲဆိုတာတွေသူတို့စိတ်ထဲမှာလဲရှိချင်မှရှိမှာပေါ့နားလည်မှတာလင်းဟိုသူတို့နိုင်ငံရေးအရေးကြီးတဲ့အကြောင်းငင်းချမ်းရေးအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုများပြောနိုင်မှအမျိုးသမီးတွေကများပါဝင်လာနိုင်မလို့ပဲကျွန်မအဲ့လိုပဲထင်တယ်
တကယ်လို့များအမျိုးသမီးတွေကဒီကျွန်တော်ရဲ့မြန်မာပြည်ချင်းချိုင်းဖြစ်စင်မှာပေါ့နော်ဟုတ်ထိပ်ပိုင်းကနေနေရာယူကြမယ်ဆိုရင်ပေါ့ဟုတ်ကဲ့ချိုင်းရပို့ပြီးတော့မြန်ဆိုင်မေးပေါ့ချုံမမေးထင်တာကျွန်မထင်တာတော့လေအမျိုးသမီးပေါ့နော်ပါနိုင်မယ်ဆိုရင်တော့အမျိုးသမီးမှာလည်း power တွေအများရှိတယ်ဘာလို့ဆိုတော့တချို့အမျိုးသမီးတွေအားလုံးမပြောလို့ပါဘူးဟိုထက်မြက်တဲ့အမျိုးသမီးတွေအများရှိပါတယ်ကျွန်တော်တို့ချင်းနေမှာပေါ့နော်ဆိုတော့အမျိုးသမီးတွေကပြောတာဆိုတာအဆဆရရပေါ့နော်ဟိုအရေးပါတယ်လို့ကျွန်မတော့ထင်တယ်ထိတ်တန်းမှာရှိခဲ့ရင်လည်းပဲကျွန်မအနေနဲ့တော့ဟိုပူပြီးအဆင်ပြေမလားလို့လေချင်းပြည်နယ်မှာရက်ဖက်ဖွဲ့စည်းလေးတော်တော်များပါတယ်ဟုတ်ကဲ့နောက်ပြည်တော်ရမီဇိုရမ်မှာကြီးပြင်းလာခဲ့တယ်လို့သတင်းကြားရတော့လေဟုတ်မီဇိုရမ်ရဲ့ရက်ဖက်ဖွဲ့စည်းအခြေအနေနဲ့ကျွန်တော်ချင်းပြည်ဖက်ကရက်ဖက်ဖွဲ့စည်းအခြေအနေဘယ်လိုရှိတယ်လဲပေါ့နော်ဒီဘက်ကဘာအနည်းချက်ရှိလဲဟိုဘက်ကဘယ်လိုဖြစ်ပြီးတော့အလောက်ကြီးအကောင်တလေးပေါ့နော်ဟုတ်ကဲ့ပါဒီသူတို့ဘက်ကနဲ့တင်ယူဆရာလေးပါများရှိတယ်ဟုတ်ကဲ့ဟိုကျမတို့လူမှုအဖွဲ့အစည်းနဲ့ပြောရမယ်ဆိုရင်တော့ပေါ့နော်ကျမတို့မီဇိုရမ်ကိုအရင်ပြောလိုက်မယ်နော်ဘာဖြစ်လို့လဲဆိုတော့ကျမကလည်းကြီးပြင်းခဲ့တယ်လို့တော့မဟုတ်ဘူးပေါ့အနည်းပေါင်း20ကျော်တော့မီဇိုရမ်မှာတော့နေခဲ့တယ်ပေါ့ဆိုတော့ကသူတို့ကိုကျမဟိုသူတို့ရဲ့လောက်ရက်ဒီကြည့်တော့တော်တော်လေးအားကျစရာကောင်းတယ်တဘောမှာသူတို့မှာဝေမယ်ရှိမယ်ပြီးတော့ဗာလဲ MZP ရှိတယ်ပြီးတော့ MSU တွေလည်းရှိတယ်တခုခုဖြစ်ပြီးဟဲ့ဆိုရင်သူတို့လူငယ်တွေဟာတယောက်မှမကြံသူတို့ပါဝင်ကြတယ်ပေါ့နော်ဆိုတော့ဒီနိုင်ငံကြီးအနီးဖြစ်လဲသူတို့ကအဲ့ဒီလိုလုံနိုင်တာကလည်းပဲအမှန်ကသူတို့မီဇိုရမ်က state ကဟိုသူတို့ရဲ့အုပ်ချုပ်ရေးကောင်းလာပြီလीနော်ကိုရီတိတဲ့အတိုင်းပဲပေါ့ဆိုတော့အဲ့ဒါကိုလွတ်လပ်မှုရှိလို့လားထိတ်ချုံမဲ့သူမရှိလို့လားအဲ့ဒါကြောင့်များကောင်းသလားတော့ကျွန်မလည်းအဲ့ဒါတော့မပြောတတ်ဘူးပေါ့ဒါပေမဲ့သူတို့ရဲ့စိတ်ရင်းကူကကိုလူမျိုးကိုကာကွယ်ခြင်းနဲ့စိတ်ဓာတ်ပေါ့နော်မီဇိုလာမထိနဲ့ဆိုတဲ့သဘောမျိုးကိုမီဇိုဆိုလို့ရှင်တခုခုဖြစ်ပြီးဟဲ့ဆိုရင်ဒီမီဇိုတယောက်ကိုသူတို့ဒုက္ခရောက်ပြီဆိုရင်သူတို့လူငယ်တွေမနေကြဘူးပေါ့နော်တယောက်မှလည်းပိုက်မကြည့်ကြဘူးဆိုတော့သူတို့ကစီယုံရေးကောင်းတယ် unity တအားကောင်းတယ်ကျွန်မအမြင်ပေါ့နော်ဆိုတော့ဘာပဲဖြစ်နေသူတို့ကဝဲမဲလုံးမဲဟဲ့ဆိုရင်တယောက်မကြံပါဝင်ကြတယ်ကိုအလုပ်ကိုတောင်မှထားခဲ့ပြီးတော့ပေါ့နော်ဒီသူတို့ဖွဲ့စည်းမှာသူတို့တော်တော်အလုပ်လုပ်ကြတယ်လို့မြင်တယ်ဆိုတော့ကျမတို့အနေနဲ့လည်းအဲ့ဒါကိုတင်ယူစီချင်တယ်ပေါ့ဒီအခုလူငယ်တွေအဖွဲ့အစည်းတွေပေါ့နော်အရက်ဖက်အဖွဲ့အစည်းတွေဖြစ်ပေါ့နော်ဆေးရမလားအော်ပြည်တွင်းဖက်ကကြတော့ကျမကလည်းပြည်တွင်းကဟိုပြောရင်တော့မှားမလားမသိဘူးဒါဘာဖြစ်လို့လဲဆိုတော့ကိုလည်းဟိုမြို့နယ်တိုင်းလည်းမတွားနိုင်ဘူးပေါ့နော်ဆိုတော့ကျမပြောလို့ပဲသူတို့စိတ်ထိခိုက်သွားမလားလဲစိုးရင်ရသေးတယ်ပေါ့နော်ဒါမဲ့အမြင်ရတာကတော့နည်းနည်းလူသေးတယ်ဘာလို့ဆိုလူငယ်ဆိုတာအနာဂတ်ခေါင်းဆောင်တွေဖြစ်နေတယ်ဆိုတော့လူငယ်ဖြစ်နေတဲ့အချိန်မှာအရက်ဖက်ဖွဲ့စည်းဖြစ်လူငယ်ဘာခေါ်မလဲចောင်းသားလူငယ်ဖြစ်ပေါ့နော်ကိုစိတ်ဓာတ်မှာကိုရဲ့တိုင်းပြည်အတွက်ကိုလူမျိုးအတွက်ဆိုတာတွေကိုမြဲမှတ်နိုင်မှကိုရဲ့တင်ယူတဲ့ပညာကိုဒီတိုင်းပြည်အတွက်ဒီလူမျိုးအတွက်ဆိုပြီးစိတ်ဓာတ်နဲ့ကျမတို့ချင်းလူမျိုးတွေဟာပေါ့နော်ဘယ်လိုခေါ်မလဲစိတ်နှလုံးအကျွမ်းမဲ့ပေါ့နော်အဲ့လိုမျိုးဟိုလုံမယ်ဆိုရင်တော့ကျမတို့ဟိုတော်တော်လေးအောင်မြင်သွားမယ်တခုတော့နည်းနည်းတော့အားနေတယ်လို့ကျွန်မမြင်တယ်တခါကျတော့ချီးကျူးပါတယ်ကိုလူငယ်တွေကိုပေါ့နော်ကိုအရက်ဖက်ဖွဲ့စည်းတွေကိုအားရတယ်ချီးကျူးတယ်သူ့တော်လဲသူများနဲ့နိုင်ကြည့်မယ်ဆိုရင်တော့ကျမတို့မှာဘာခေါ်မလဲနည်းနည်းနောက်ကောက်ကြသေးတယ်လို့ထင်တယ်အမျိုးသမီးဟင်းချိုင်းဖြစ်စင်မှာပေါ့နော်အမျိုးသမီးခိုင်ကန်တာဘာကြောင့်ဘလို့ပါဝင်ရမလဲဆိုတဲ့ခါမှာဒီအမျိုးသမီးတရားတာဟိုမထွက်တယ်လို့ဖြစ်နေတော့လေဟုတ်တယ်ဟိုဘလို့ပုံစံနဲ့ဒီဟိုချင်း women organization နဲ့ work ဖွဲ့တည်လေးရှိတယ်ပေါ့မြို့နယ်ထဲမှာမျိုးတင်ဖွဲ့တည်လေးရှိနေတော့အဲ့ဒီအတိုင်းဘလို့ပုံစံနဲ့ meeting ကောင်းမလဲပေါ့နော်အခုမလဲကိုကခုနပြောတယ်လို့ပေါ့ဟိုပြီးတော့မှများမနေတော့ကြတော့ပေါ့နော်အမျိုးသမီးဖွဲ့စည်းတွေပဲထီရောက်နေတယ်လေလူလဲကိုကတိတ်ပြီးတော့မတိဘူးပေါ့မတိတယ်လို့ပေါ့နော်နားမလဲတိတ်ပြီးနားမလဲဘူးပေါ့နော်ပြီးတော့ကျမတို့ကလည်းပဲကျမတို့အခုလုတ်ကင်နေတဲ့ CNF တခုလုံးမှာကိုတက်နိုင်တဲ့နီလန်းကနေပဲပါဝင်နေတယ်ဆိုတော့အဲ့ဖက်မှာတိတ်အားမတန်တာတော့ကျမရဲ့အားနေချက်ပေါ့နော်ပြီးတော့အမျိုးသမီးတွေကဖွဲ့စည်းနဲ့ဝင်နိုင်မယ်ဆိုရင်တော့ဟိုဝင်နိုင်တဲ့လမ်းကြောင်းရှိရင်တော့ပူကောင်းတာပေါ့
တူတော့လွင်နိုင်တဲ့လမ်းကြောင်းမရှိဘူးသူတို့မှာဒီ peace process မှာအဖွဲ့အစည်းအနေနဲ့ဒီအမျိုးသမီးအဖွဲ့အစည်းအနေနဲ့ဝင်နိုင်တဲ့လမ်းကြောင်းမရှိဘူးဆိုလို့ရှိရင်တော့ဖြင့်ဟိုကျမတို့မှာမြို့သမီးဖြစ်လို့ပါတီဝင်မဖြစ်ရဘူးလို့မပြောမရှိဘူးလေနော်ဆိုတော့ကျမတို့ချင်းပါတီမှာလည်းအများကြီးရှိတာပဲချင်းပါတီရှိတယ် NLD ရှိတယ်ပေါ့ပြောမယ်ဆိုရင်ဘယ်ပါတီဖြစ်ဖြစ်ပေါ့နော်ကျမမပြောလို့ဘူးဆိုတော့ပါတီထဲမှာမြဲမြဲဝင်လာမယ်ဆိုရင်တော့ကျမတို့မှာဤတော်တော်လေးအခွင့်အလမ်းရှိလိမ့်မယ်လို့ထင်တယ်ဘာလို့ဆိုတော့မီဇိုရမ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်မီဇိုရမ်မှာ MNF တို့ Congress တို့မှာသူတို့အမျိုးသမီးတဘောမှာ women front စသည်အဖြစ်ပေါ့နော် CNF မှာ sorry MNF မှာဆိုလို့ရှိရင် women front ရှိတယ်ပေါ့နော်ပြီးတော့ Congress မှာဆိုလို့ရှိရင် Mahila ဆိုတာရှိတယ်လေဆိုတော့အမျိုးသမီးကိုတတ်ဖွဲ့စည်းထားတာရှိတယ်ဆိုတော့အဲ့ဒီကနေတွားရင်နဲ့သူတို့ MLA ထိ candidate လုပ်လို့ရတယ်ပေါ့နော် candidate လုပ်တဲ့အချိန်မှာသူတို့ကောင်းဟိုဟာအဲ့မှာသူတို့ပါဝင်နိုင်တဲ့နီလန်အများကြီးရှိတယ်ပြီးတော့သူတို့အဲ့ပါတီထဲမှာအဲ့ဒီပါတီတစ်ခုရဲ့အမျိုးသမီးဖွဲ့စည်းဖြစ်တဲ့အတွက်ကြောင့်သူတို့အတန်တွေတော်တော်လေးပါလိမ့်မလို့အပါကြတယ်ပေါ့သူတို့ဖက်မှာပေါ့နော်ဆိုတော့ကျမတို့မှာလည်းပဲပါတီထဲမှာဝင်လို့ကျမပြောမှားမလားတော့မသိဘူးဒါကိုယ့်ရဲ့အထင်အမြင်ပြောတာပေါ့နော်ဆိုတော့ပါတီထဲမှာမျိုးသမီးတွေများပါဝင်လာမယ်ဆိုရင်အဲ့တဘောမှာကကျမပြောတတ်တယ်လို့ပြောရမယ်ဆိုရင်ချင်းပါတီထောင်းတဘောတရားပြောတာပေါ့နော်ချင်းပါတီတစ်ခုထဲမှာဝင်နေဆိုလို့ရှိရင်အဲ့ထဲမှာအမျိုးသမီးအဖွဲ့တတိတပေါ့နော်အဲ့ပါတီထဲမှာရှိရမယ်ဆိုတော့အဲ့အမျိုးသမီးအဖွဲ့ရဲ့အတန်ကအဲ့ပါတီရဲ့အတန်ဖြစ်သွားမယ်လေဆိုတော့များအဲ့လိုမှာပါမယ်သူတို့ကျမတို့ရဲ့အမျိုးသမီးတွေရဲ့အတန်ကပူထွက်လိမ့်မယ်လို့ကျမတို့ထင်တယ်ထင်တာပြောရနော်မှန်တယ်မှားတယ်တော့ကျမမသိဘူးပရိသတ်တွေအတွက်မှာချင်တာများရှိအမျိုးသမီးတွေကျမအခုဒီကနေမှာချင်တာကတော့ဗောနော်အမျိုးသမီးတွေများပါဝင်ဖို့လိုအပ်တယ်ကျမတို့အမျိုးသမီးပါမှဘဲလို့ပြောရင်တော့အမျိုးသားတွေရည်မလားတော့မသိဘူးအမျိုးသမီးတွေများပါနိုင်မှသာလင်းလို့ဒီငိမ့်ချမ်းရေးဟာလဲမြန်ဘာလို့ဆိုမျိုးသမီးတွေငိမ့်ချမ်းရေးလုပ်တတ်တယ်လေလူမျိုးသမီးကိုငိမ့်ချမ်းရေးဖြစ်နေတယ်ပေါ့နော်အိမ်ထောင်တစ်ခုမှာအမျိုးသမီးအမျိုးသမီးကောင်းဟိုရှိလို့ရှိရင်အိမ်ထောင်ตายရတယ်ဆိုတော့တိုင်းပြည်တစ်ခုလုံးလည်းအမျိုးသမီးအတွက်ตายရနိုင်တယ်ငိမ့်ချမ်းနိုင်တယ်လို့ကျွန်မယူဆတယ်ကျွန်မတို့အမျိုးသမီးပြည်တွင်းပြည်ပမှာရှိတဲ့အမျိုးသမီးတွေကပေါ့နော်ကျွန်မတို့အင်စိုက်ပြီးတော့ဒီကျွန်မတို့တိုင်းပြည်အတွက်လူမျိုးအတွက်ပေါ့နော်ငိမ့်ချမ်းရေးဖြစ်စဉ်မှာတော်တော်လေးဘာကောမလဲအင်စိုက်အားစိုက်ပါဝင်ဖို့ကျွန်မဒီကနေမှာချင်ပါတယ်လို့